ဖခင်ကိုလူအိုယုံကိုပို့ထားတဲ့အမျိုးသားတယောက်ဟာအိမ်မြောင်တကောင်ကြောင့်တန်ဝေကရသွားတဲ့အကြောင်းလေးကိုပြောပြခြင်းပါတယ်။တရက်အမျိုးသားတယောက်ဟာသူ့အိမ်ခန်းကိုပြင်ဖို့လုပ်ပါတယ်။ဆွေးမြေ့နေတဲ့တုံးသက်သားပြားတွေကိုခွာနေရင်းနဲ့မထင်မှတ်ထားတဲ့အရာကိုတွေးလိုက်ရလို့သူလျှော့ရသွားပါတယ်။ဘာကြောင့်လဲဆိုတော့တန်ချောင်းတစ်ချောင်းကအိမ်မြောင်ရဲ့ခြေထောက်တစ်ဖက်ကိုစိုက်မိထားပြီးအိမ်မြောင်ဟာဘယ်မှသွားမရပဲဖြစ်နေတာပါ။အိမ်မြောင်ရဲ့ခြေထောက်ကိုတန်ချောင်းဆိုင်မိထားတာနဲ့ရှော့ရသွားစရာလားလို့မေးစရာရှိပါတယ်။သူရှော့ရသွားတဲ့အကြောင်းရင်းကဒီလိုပါ။ဒီတန်ချောင်းဟာသူ့အိမ်နံရံမှာဓာတ်ပုံချိတ်ဖို့လွန်ခဲ့တဲ့နှစ်ကရိုက်ခဲ့တာပါ။ဒါဆိုဒီအိမ်မြောင်ဘာလို့ဒီလိုအကြာကြီးအသက်ရှင်နေနိုင်တာလဲ။ဘလို့မှဖြစ်နိုင်စရာမရှိဘူး။ဒါနဲ့သူမိနစ်အတော်ကြာအောင်စောင့်ကြည့်နေလိုက်တယ်။မကြခင်မှာသူသိကျင်နေတဲ့အဖြေကိုတီခွင်ရလိုက်တယ်။နောက်အိမ်မြောင်တစ်ကောင်ကဘုတ်ဖလန်လေးတစ်ကောင်ကိုကိုက်ချီလာပြီးတန်ချောင်းဆိုင်မိထားတဲ့အိမ်မြောင်သားကိုရောက်လာပါတယ်။တန်ဆိုင်မိထားတဲ့အိမ်မြောင်ဟာဟိုအိမ်မြောင်ချီလာတဲ့ဘုတ်ဖလန်ကိုယူစားလိုက်ပါတယ်။ဒါဟာတန်ဆိုင်မိထားတဲ့အိမ်မြောင်မသေးရတဲ့အကြောင်းရင်းပါပဲ။သိငယ်တဲ့တိရစ္ဆာန်တစ်ကောင်ရဲ့ချက်တီးထစရာကောင်းလောက်တဲ့မေတ္တာတရားတစ္ဆာတရားတန်ရောစင်တွေကိုအတိုင်းသားမြင်လိုက်ရတယ်။သူခဏလောက်ချက်တည်တည်သွားတယ်။ပြီးတာနဲ့အသားတွေတဆတ်ဆတ်တုံလာပြီးခြုံပွဲချငိုချလိုက်ပါတော့တယ်။သူ့စိတ်ထဲမှာလည်းခုလိုတွေးနေမိတယ်။ငါမားပြီကြည်စမ်းစိတ်ထားမြင့်မြတ်လိုက်တာဘယ်မှမသွားနိုင်တဲ့အိမ်မြောင်ကိုတခြားအိမ်မြောင်ကတစ်နှစ်လောက်ရှာဖွေကျွေးမွေးနေပါလား။ငါကအသိဉာဏ်ရှိတဲ့လူသားတစ်ယောက်ဖြစ်ပါရဲ့နဲ့အသက်60အရွယ်အဖေအိုကြီးကိုလူအိုယုံကိုပို့ထားတယ်။ငါကိုတက်တက်လုံးကျွေးမွေးစောင့်ရှောက်လာတဲ့ငါအဖေကိုမတန်ဆွမ်းတော့မှလူအိုယုံကိုပို့လိုက်တယ်။ငါတော်တော်လူမဆန်တာပဲ။ငါနှလုံးသားမရှိတဲ့လူပဲ။ငါတရိษံလောက်တောင်အတိတရားမရှိတဲ့ကောင်ပဲ။အဲ့ဒီလိုပါဇက်ကတတွတ်တွတ်တွေရွရင်းရှိုက်ကြီးတငယ်ငိုနေတော့တယ်။အားရအောင်ငိုပြီးတာနဲ့အင်ကြီးလက်မောင်းနဲ့မျက်ရည်တွေကိုတုပ်ပြီးနိုင်ရန်မှာချိတ်ထားတဲ့ကားတော့ကိုယူလိုက်ပါတယ်။အိမ်ပေါ်ကဆင်းပြီးကားကိုယ်တော်စီကိုသွားကားပေါ်ရောက်တာနဲ့ကားကိုလူအိုယုံဘက်စီမောင်းနှင်လိုက်ပါတော့တယ်။ကားမောင်းနေရင်နဲ့သူအခုလိုတွေးနေမိပါတယ်။အဖေကိုခေါ်လာပြီးတာနဲ့တစ်သက်လုံးကျင်ကျင်နာနာနဲ့ဆောင်းရှောက်မယ်။ငါငယ်ငယ်ကအဖေငါ့ကိုလက်ဆွဲပြီးပန်းချံနဲ့လမ်းလျှောက်ထွက်တယ်လို့အဖေကိုပန်းချံနဲ့နေ့တိုင်းခေါ်သွားမယ်။ငါငယ်ငယ်ကငါ့ကိုအစားအစာတွေကိုဂယုဒီဇိုင်းနဲ့ခွန်ကြွေးခဲ့တယ်လို့အခုလဲတုံချိနေတဲ့ငါအဖေကိုငါခွန်ကြွေးမယ်။အဲ့ဒီလိုတွေးနေရင်မောင်းလာလိုက်တာမကြခင်မှာပဲလူအိုယုံစီရောက်ရှိသွားပါတော့တယ်။ကားရပြီးတာနဲ့ဖခင်အခန်းစီကိုတန်ပြေးပါတယ်။သူ့ဖေကိုအရန်တွေးချင်နေပြီလေ။အခန်းထဲရောက်တာနဲ့ဂရင်ပေါ်မှာမကြခင်ကပဲအသက်ထွက်သွားတဲ့ဖခင်ရဲ့ခန္ဓာကိုယ်ကသာသူ့ကိုစောင့်ကြိုနေပါတော့တယ်။ဂရင်ဘေးဒူးထောက်ထိုင်ချလိုက်ပြီးဖခင်ရဲ့လက်ကိုအသာဖွားဖွားကင်ကဒီလက်နဲ့သားလက်ကိုကင်ပြီးလမ်းလျှောက်တင်ပေးခဲ့တာဒီလက်နဲ့သားကိုထမင်းတွေခွန်ကြွေးခဲ့တာဒီလက်နဲ့သားကိုရှာဖွေကျွေးမွေးခဲ့တာဒီလက်နဲ့သားကိုစားတွေရေးတတ်အောင်တင်ပေးခဲ့တာခုတော့ဒီလက်ကဘာမှမလုပ်နိုင်တော့တဲ့အခါကျမှမတန်ဆွမ်းတော့မှသားကအဖေကိုစွန့်ပစ်ခဲ့တယ်လို့ဖြစ်သွားတဲ့အဖေရဲ့လို့ဆိုနှင့်စွာရေရွတ်ရင်းငိုကြွေးနေတော့တယ်ဒီဖြစ်ရမှာအလားကောင်းပေမဲ့အခါနှောင်းသွားတဲ့တားတယောက်အကြောင်းကိုတွေးရမှာပါဒါကြောင့်အချိန်နှောင်းမှငိုကြွေးနေမယ်အစားအချိန်မလွန်ခင်ဂယုစိုက်ရမယ်လို့ကိုဆင်ခြင်မိလိုက်ပါတယ်တကယ်တော့မိဘဆိုတာတက်ရှိဖျားမဟုတ်ပါလား